ပြောနေတဲ့ကောင်တွေကိုစောက်ကူးမဆိုင်လို့စိုးလင်းဆိုတာဒီချိန်ထိရောက်လာတယ်မင်းတို့အစတည်းငါ့ကိုမမှုနဲ့စားယူတယ်ပြောနေကြပဲနော်စောက်ကူးမဆိုင်လို့ဒီချိန်ထိရောက်လာတာအခုငါအကောင့်မှာငါတင်ညာတင်မှာဘယ်ကောင်းမှစောက်ကူးမဆိုင်ဘူးပစံအိတ်လေးတစ်လုံးကောက်ရထားပါတယ်ခင်ဗျာနော်တခါသီးလေးလည်းပါတယ်ဗျာနော်ဒီတစ်လုံးလေးထူးဆန်းတဲ့ထိတ်ကြီးပြီးတော့နည်းနည်းကောက်တယ်ညီမရေနော်စားလိုက်တော့မှသိလားဒါဟိုပြတော့လေအရာတမျိုးလေးနော်ကျွန်တော်နောက်တစ်ခါဘ누구အကြောင်းကိုမှပြောလဲမပြောတော့ပါဘူးတင်လဲမတင်တော့ပါဘူးဗျာကြားရှိမောက်ရလဲတွေပဲပြောရမလားဒါမှမဟုတ်ဗျာနော်ပတ်စံအိတ်ပျောက်သွားတာပြန်တွေးလို့ပဲပြောရမလားပေါ့ဗျာနော်ဆိုတော့ဒါဆုံးနေတယောက်တော့ပတ်စံအိတ်တဲကောက်ရထားရပေါ့ဗျာနော်ဒါလေးချက်တော့ကြည့်လိုက်ပါဦးကဲပတ်စံအိတ်လေးတစ်လုံးကောက်ရထားပါတယ်ခင်ဗျာနော်ကျွန်တော်တို့ပတ်စံအိတ်ထဲမှာတော့ပတ်စံက300ပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဘန်ကတ်တွေပါလာတယ်ဗျာဘန်ကတ်တွေပါတယ်နောက်ပြီးတော့ဒီမှာသူ့ရဲ့ပုံမလို့ပေါ့နော်မျိုးသမီးတော့ဘာကတ်လဲတော့မသိဘူးမပုံနေကြတော့မဟုတ်ဗျာအဲ့ဒီကတ်လေးတစ်ခုလည်းကျွန်တော်တို့ပါလာခဲ့ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပုံထဲမှာပါတဲ့ပိုင်ရှင်ပေါ့နော်ညီမလေးကနေပြီးတော့ဒီအပေါ်မှာကျွန်တော်ဖုန်းနံပါတ်တင်ထားပေးတယ်အဲ့ဒီဖုန်းနံပါတ်ကိုတစ်ချက်လောက်ဆက်သွယ်ခဲ့ပေးပါဒီဗီဒီယိုဖိုင်ကိုလည်း share သွားပေးပါပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပိုင်ရှင်လေးတွေ့သွားရအောင်ပေါ့နော်အမှသူဘန်ကတ်တွေပါတော့ဘန်ထဲမှာပတ်စံနေပါတယ်လေနော်အဲ့ဒါကြောင့်ဒါပေါ့နော်တကယ်ပျောက်တာဆိုတော့ဒါသူတို့လည်းပတ်စံရေးတက်ရအောင်ဗျာနော်အကြက်ပျောက်ထားတော့တော်1နေနေမှာအဲ့တော့ဗျာနော်မြင်တော့အောင် share ပေးလိုက်ပါဦးလို့ပါနောက်ပြီးတော့ကျွန်တော်တို့ဒီမှာအဲ့လေးပေါ့နော်အဲ့လေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေပါလဲဆိုတော့ဒါမျက်နှာမိတ်တက်လိမ့်မယ်ဟာတွေနောက်ပြီးတော့ဒီမှာလက်သေးကြီးတွေနှခမ်းကြီးတွေနော်ဆက်နော်ပတ်စံနေပါလေပါတယ်တခွားသီးလေးလည်းပါတယ်ဗျာနော်ဒီမလေးဟိုတခွားသီးကကြတော့လေတခွားသီးကကြတော့အကိုတို့ရက်ရှိထားလို့ရမို့ဒီကောင်ကညှိုးသွားလိုက်မယ်နော်တခွားသီးကကြတော့အကိုတို့ငပိနဲ့တိုးစားဖို့ယူထားလိုက်တော့မယ်နော်ဩရက်ရှိမထားခံလို့နော်အထားမခံလို့ဒါငပိနဲ့တိုးစားဖို့ယူထားလိုက်တော့မယ်နော်ပါလာတခွားပါရတခွားသီးနှလုံးသားမှာညီမဒီနှလုံးလေးကထူးဆန်းတယ်ထိတ်ကြီးပြီးတော့နည်းနည်းကောက်တယ်ညီမရေနော်ဒါလေးတွေကကြတော့ကိုနော်အဲ့လေးတွေကြတော့တခွားတီးရကြတော့အကိုစားလိုက်တော့မယ်နော်ဘာလို့လဲဆိုတော့ကိုကမပါလို့လေနော်ဩဒီမှာစီဘူးတခွားတီးနဲ့စီဘူးနဲ့တခွားတီးအဲ့ဒါနောင်လေးစီဘူးအဲ့မောက်လေးစဉ်းစားကြည့်တာပေါ့နော်တခွားတီးကတော့ဟိုဒီဟာလေးတွေတော့အကိုပြန်ပေးမှာပေါ့နော်တခွားတီးရကြတော့အကိုထားမကန်လို့စားလိုက်မယ်ညီမတို့အခုကလူငယ်တွေဗျပတ်စံကြီးဒီဘန်ကတ်တွေရောအကုန်ပြန်ပေးမယ်ပေါ့နော်တခွားတီးရတော့ဒါထားမခံပါဆိုလို့ငပိရင်လည်းတို့စားလိုက်နော်တခွားတီးတဲ့ကြိုက်ပုံရတယ်ကောင်မလေးကပြောမှဆိုတခွားတီးကိုဟိုတွားလေးရအောင်တည်သွားတယ်သမင်းစားကလည်းအရင်နဲ့ပြအောင်တင်ပါနော်အခုတော့အဲ့လိုမဟုတ်တော့ပါဘူးဈေးဝယ်အပြန်နော်ကြပြောက်သွားလို့လည်းဖြစ်တာစားလိုက်တော့မှသိလားဒါဟိုပြတော့လေအရာတမျိုးလေးနော်နိုင်ကြည့်ရစီနိုင်ကြည့်ရစီအဲ့ဒါမင်္ဂလာရေလို့ပြောမှာဟုတ်ဗျာနိုင်ကြည့်ပြီးအေးလာမှာဘယ်လိုလဲတကွာရီရအကိုသားမခံတော့ကနော်ဒီလိုလာလိုက်ဒီထိတ်ကြီးနေတာဟာလည်းပြန်ထည့်တာပဲနော်အစီပီရီရဲ့မြေလေအားရကိုလည်းတကွာရီကျတော့ကာရမလို့ငါတိုးသွားကုန်မှာဘာသာမလားမင်းမကအဲ့ဒါမစားဘူးတကွာရီကတော့အသားမခံတော့စားလိုက်ပါပြီနော်ပြန်ညီမလေးအမပတ်စံ300နဲ့ဘန်ကတ်တွေလည်းပါလာပါတယ်နော်အဲ့အပေါ်မှာအဲ့ခေါင်းနံပါတ်လေးကိုတစ်ချက်လောက်ဆက်သွယ်ပေးခဲ့ပါလို့နော်အဲ့ဒါလေးပြောချင်တာပါနော်ညီမလေးရဲ့ဘန်ကတ်ရဲ့နောက်ပြီးတော့ညီမလေးအမမှတ်ပုံနေလာပါလားသူပုံပါတဲ့ဥစ္စာတွေအဲ့ဒါကျွန်တော်ဖြတ်တာပြီးရနော်မှတ်ပုံနေတင်လို့မရအောင်နော် Facebook မှတ်ပုံနေတင်လို့ရှိလို့ရှင်ဖြတ်တာမို့လို့ကျွန်တော်ရုပ်လေးပဲတင်တာပြီးတော့ဘေးနားစာတန်းလေးတော့ဖြတ်တာလေနာမည်လေးပါတယ်နော်ပိုင်းစင်အရှိအမဆက်သွယ်ပြီးတော့အမကျွန်တော်အပေါ်မှာတင်ထားပြီးတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ခဲ့ပေးပါဘောနော်ကျွန်တော်နောက်တစ်ခါဘ누구အကြောင်းကိုမှပြောလဲမပြောတော့ပါဘူးတင်လဲမတင်တော့ပါဘူးဗျာဒီကိုမောင်နှမတွေပြောသလိုပဲခုနာဆက်ဒီနာဆက်ပေါ့နော်အဲ့လိုဟာမျိုးတွေလည်းကျွန်တော်မတင်တော့ပါဘူးဘ누구အကြောင်းထဲမှာလည်းတင်ပြီးတော့ကျွန်တော်ပတ်စံလည်းမရှာတော့ပါဘူးဘ누구အကြောင်းမှလည်းကျွန်တော်အကောင့်မှာမတင်တော့ပါဘူးကျွန်တော်တောင်းပန်ပါတယ်နော်အဲ့လိုပြောမယ်လို့ထင်လို့လားနော်ကိုဖုံးပါဗျာကိုအကောင့်နဲ့ကိုယ့်ကိုတင်နေတာတင်မှာဘ누구အကြောင်းပါလဲမသိလို့ရှိရင် Facebook ပိုင်ရှင်ကုမ္ပဏီဇူကာဘက်ကသူတို့အမေလင်းနေလို့နော်သူတို့ပထွေးလို့နဲ့အတလွတ်တွေနော်တချို့လူတွေကရှိတယ်မင်းကနေရာတကာပါတယ်နေရာတကာပါတယ်ဟုတ်ကဲ့ငါအဲ့ဆိုငါမင်းနေရာတကာပါတယ်ဆိုတော့မင်းတို့အမေအိမ်ကခြံအောင်တွေအဲ့ရတဲ့ဒီမှာငါပါလားနေရာတကာပါတယ်ဆိုအဲ့နေရာလည်းပါမှာငါတင်တဲ့ဥစ္စာတွေအကုန်လုံးပြန်ကြည့်လိုက်နော်အများနဲ့သက်ဆိုင်တဲ့ဥစ္စာတွေကိုမြင်တွေ့ရတဲ့ဥစ္စာတွေနောက်ပြီးတော့ဒီကိုအမြင်လေးတွေနော်ဗီဒီယိုတစ်ပုတ်တွေ့လို့ချင်းဒီဗီဒီယိုလေးကတော့ဘယ်လိုရှိလဲကိုအမြင်လေးတွေပြောပြတာသူများကိုသွားရောက်ပြီးတော့ဆဲဆိုမိုက်ရိုင်းပြီးတော့သူများကိုမကောင်းပြောနေတာလည်းမဟုတ်
နော်ငါတင်တဲ့ဗီဒီယိုတွေမှာဆဲထားတာမပါဘူးသူများမကောင်းပြောတာမပါဘူးကိုယ့်ရဲ့အမြင်လေးတွေထင်မြင်ကြလိမ့်နေ reaction လောက်တာကွာဗီဒီယိုနော်အဲ့ဒါတွေပဲရှိတယ်နောက်တချို့ရှိသေးတာမလေးသူများအကြောင်းပြောပြီးတော့ blind မှာပတ်စံရှာတယ်ပါလိမ့်နေသူများအကြောင်းပြောပြီးတော့ပတ်စံရှာစရာလည်းမလိုဘူးနော်ငါတော်မှဒီလောက်ပဲမင်းတို့က900မှာငါလောက်တာမင်းတို့ရလို့ရှိလို့ရှင်မင်းတို့ဆိုမင်းတို့အိမ်ကမင်းတို့မိန်းမတွေမင်းတို့အမေတွေပါဖျဲပြီးတော့ line ပေါ်တင်ပေးပါငါလောက်ရလို့ရှိလို့ရှင်သိလားနော်ဘာလဲဆိုတော့သူများအကြောင်းပြောတဲ့ဆိုရအောင်ကွာငါပြောတယ်ငါတင်တဲ့ဥစ္စာတွေလူအများအနဲ့သက်ဆိုင်တဲ့ဟာတွေပဲနော်ဘယ်သူမှလည်းမကောင်းကြောင်းပြောရတာမဟုတ်ဆဲသားဆိုတာလည်းမရှိဘူးရုံးမာထားတာလည်းမရှိဘူးငါပြောလိုက်လို့ဘယ်သူတစ်ဖက်သားဒုက္ခရောက်သွားတာလည်းမရှိဘူးနော်မဘာလို့ဆိုတော့ဘယ်ကောင်းမှလည်းစောက်ကူးမဆိုင်အဲ့ဒါအရှင်းဆုံးပြောတာနော်အဲ့ဒီပြောနေတဲ့ကောင်တွေကိုစောက်ကူးမဆိုင်လို့စိုးလင်းဆိုတာဒီချိန်ထိရောက်လာတယ်မင်းတို့အစတည်းငါ့ကိုမတ်မှုနဲ့စာယူတယ်ပြောနေကြပဲနော်စောက်ကူးမဆိုင်လို့ဒီချိန်ထိရောက်လာတာအခုငါအကောင့်မှာငါတင်ညာတင်မှာဘယ်ကောင်းမှစောက်ကူးမဆိုင် ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ